တရုတ်နိုင်ငံယူနန်ပြည်နယ်မှာကယ်ဆယ်ရေးစေကူတာမှုအဖွဲ့ဝင်38ဦးဟာမတ်လ29ရက်မနက်9:10မိနစ်မှာရန်ကုန်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါအဖွဲ့ဟာမြန်မာနိုင်ငံရဲ့ငရင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်အချိန်မီအရေးပေါ်ကူညီရန်ငရင်ဖြစ်ပေါ်ပြီး18နာရီအတွင်းမြန်မာနိုင်ငံကိုပထမဆုံးရောက်ရှိလာတဲ့အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ်။အဆိုပါအဖွဲ့ဝင်38ဦးပါဝင်တဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးစေကူတာမှုအဖွဲ့ဟာကိုမင်းချမ်းရွှေပြည်ပြည်ဆိုင်ရာလေဆိပ်မှာအသက်ကယ်ကိရိယာများငရင်ကြိုတင်သတိပေးစနစ်များခီးဆောင်ဂျိုးတူများနဲ့ဒရုန်းများအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများစုစုပေါင်း112စုံတည်ဆောင်ပြီးမြန်မာနိုင်ငံသို့ထွက်ခွာလာခဲ့ကြောင်းသိရပါတယ်။အလားတူအိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံအတွင်းရှိငရင်ဘေးအနေနဲ့ကူညီကယ်ဆယ်ရေးအတွက်စောင်းတာပေါ်လင်မိုးကောင်တန်ရှင်ရေးပစ္စည်းများ sleeping bags နေအောင်ကြည်သုံးမိအိမ်များအစားအသောက်ထုပ်များနဲ့မီးဖိုချောင်သုံးပစ္စည်းများတည်ဆောင်လာတဲ့ရှောင်းဖွေကယ်ဆယ်ရေးအဖွဲ့နဲ့စေဘက်ဆိုင်ရာအဖွဲ့တို့ဟာမတ်လ29ရက်မနက်ပိုင်းကမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါတယ်။ရင်းအကူညီမှာငရင်လှုပ်ပြီး22နာရီအကြာမှာရောက်ရှိလာတဲ့အိန္ဒိယနိုင်ငံရဲ့ပထမအကြိမ်လင်းရင်ဖြစ်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများမှာပါဝင်ကူညီလှုပ်ဆောင်မှာဖြစ်ပါတယ်။အလားတူအင်အားပြင်းငရင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများတဲ့မြန်မာနိုင်ငံသို့စင်ကာပူနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်80ဦးဟာမတ်လ29ရက်နေ့လယ်ပိုင်းမှာထွက်ခွာလာရာရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီးဖြစ်ပါတယ်။အလားတူမြန်မာနိုင်ငံရှိငရင်တန်ခံခဲ့ရတဲ့ဒေသများမှာကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နဲ့အကူအညီပေးနိုင်ရေးအတွက်ရုရှားနိုင်ငံမှထွက်ခွာလာတဲ့ကယ်ဆယ်ရေးအဖွဲ့များဟာလေးချောင်းကယ်ဆယ်ရေးတပ်ဖွဲ့နဲ့အထူးအနေအများကိုကင်တွယ်တဲ့ကယ်ဆယ်ရေးဝန်ထမ်းများဆရာဝန်များပါဝင်ပြီးအကူအညီပေးနိုင်ရေးပစ္စည်းများနဲ့အတူထွက်ခွာလာရာမြန်မာစံတော်ချိန်ညပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါရုရှားနိုင်ငံမှာကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူများကကြိုဆိုခဲ့ကြပါတယ်။အဆိုပါတဘာဝဘေးအကူအညီနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်များဟာစေဘက်ဆိုင်ရာဆရာဝန်များစေမှုများရှောင်းဖွေကယ်ဆယ်ရေးခွေးများနဲ့အတူထွက်ခွာလာခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်ငရင်ဖြစ်ပွားမှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့တဲ့နေရာများကိုတွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။